ဒီနေ့မှာတော့မိုးရင်းမှာဘွဲမစင်တဲ့ကြိုးတိုင်းလေးတွေနဲ့မိတ်ဆက်ပေးမယ်နော်ဒါလေးကခွင်းစွတ်နှစ်ပါးတိုင်းလေးပါရှင်ကာလာလေးကအနက်ရောင်လေးပါဒါလေးကခဲပြူရောင်မီးကိုရောင်ကလေးပါရှင်ဈေးနှုန်းလေးက2000နဲ့9000ကျပ်ပါရှင်ဒါလေးကတော့ခရော့စင်ကျိုးလေးပဲဖြစ်ပါတယ်ရှင်ဈေးနှုန်းလေးက2000နဲ့9000ကျပ်ပါရှင်ကာလာလေးကရောင်လေးကဒေါနတင်ရောင်လေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့မိတ်ကပ်ရောင်လေးပါဒါလေးလည်းခရော့စင်ကျိုးလေးပဲ2000နဲ့9000ကျပ်ပါထပ်မံပြီးမှဂျပန်တောက်ကြိုးတိုင်းလေးနဲ့လည်းမိတ်ဆက်ပေးမယ်နော်ကာလာလေးက4ရောင်ရပါတယ်ဈေးနှုန်းလေးက2000ကျပ်ပါရှင်သူကတီပုံလေးဖြစ်တဲ့အတွက်ခြေထောက်ကလေးကိုကြော်ရှင်းပြီးလှပစေမှာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ AC ဖနက်ဆိုင်လေးကိုကိုရိုင်းကိုကြလာပြီးတော့အားပေးမယ်ကိုရိုင်းစန်စီကြည့်ရမှစိတ်တိုင်းကြမယ်ဆိုရင် AC ဖနက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖနက်ဆိုင်အမှတ်1ရှေ့အေယုံဘူကျုံအောင်စန်စီစကော့စီရန်ကုန်မြို့ပါရှင်ဒါလေးကတော့ဂျပန်နောက်ကလေးပဲဖြစ်ပါတယ်ဂျပန်နောက်ခွင်းစုကလေးပါရှင်ဒီနှုန်းလေးကတော့2000ကျပ်ပဲဖြစ်ပါတယ်အားလုံးပဲတက်တာပါရှင်